အမေမွေးရကျုံနဲ့တဲ့သားအကြောင်းကိုပြောပြမလို့နော်ဒီလားအဲ့အထက်မှာကျမမျိုးသားလည်းပါကောင်းပါနိုင်ပါတယ်ရှင်ဒီလားအရင်တော့ကတဲ့သကပုံရှိတယ်ကွယ်အိမ်အောင်ကိုအိမ်အောင်နဲ့ကိုကြားတော့တဲ့သားတယောက်ကတော့တဲ့ကအပြန်နဲ့မေးလို့သူကသားလို့သူအိမ်မှာဝင်တဲ့ပါအောင်ရေတောက်ပါအောင်လို့ပြောတယ်တဲ့သားလို့သူကမနာဘူးတဲ့ဘာလို့မနာရလဲဆိုတော့တဲ့ကနေပြအောင်ဖွက်လာတာပေါ့နော်ဖွက်လာပြီးအိမ်ကမိန်းမအောင်သူကပြချင်နေတာပြချင်နေမြင်ပြန်ချင်နေရတယ်ကွယ်မေးလို့သူကလည်းသားလို့သူကိုခေါ်တာပေါ့သားရဲ့ဝင်မအောင်နေတဲ့နောက်တော့မဖြစ်တော့ဘူးငါအမေဒီလောက်ခေါ်နေတာငါဝင်းမဖြစ်မဲ့ဒါပေမဲ့ပြအောင်အမေမြင်လို့ရှိရင်အမေကိုခွဲပေးနေရမှာဆိုလို့ဆိုပြီးတော့ပြအောင်ဟောဒီခေါင်းမူတဲ့ကိုပေါ့နော်ခေါင်းပေါက်တဲ့ကိုထည့်ထားတဲ့အမေအိမ်မှာရေးလေးပါလေးလဲတောက်ရောတဲ့ပြရီဟောလို့စီကြလာရောတဲ့နှစ်ဖူးမှာစီကြလာတော့မေးလို့သူကပြောတယ်တဲ့အမလေးငါသားလေးမှာချွေထွက်လို့ပါလားမိဘမြစ်တာကိုပြပြတာချွေကိုတုတ်လိုက်တဲ့အချိန်မှာတဲ့မေးကမသိကြမဲ့ဆောင်းလိုက်တာပေါ့နော်ချွေတွေပါလားဆိုတော့နောက်ကိုင်းနေကြငါသားလေးကြီးစမ်းအမေကိုခွဲပေးရမှာဆိုလို့ပြအောင်ကိုဖွက်လာတာဟိုဒါမိမကိုမျက်နှာပြဖို့အေးအမေကိုမပြောဘဲနဲ့သူခင်ဗျာခေါင်းမောင်းနေတာဖွက်လာတာလို့ပြောတယ်တဲ့ဒါပေါ့နော်တကယ်လက်တွေအထိပ်ပဲတွေကိုပြပြတာဒီမှာကြည့်အိမ်အောင်တွေတချင်းပြောင်းသွားတယ်ဆိုတော့တော်တော်လေးမှမောင်လေးတယောက်ကဒီလိုလာမှန်းထားတယ်ကြံသေးတယ်တဲ့ခောက်ရီကစိတ်ဘေးပေါက်လေးမြန်ရရင်တဲ့ဟိုတချင်းလေးပေါ့ကွယ်တဲ့ချစ်သူကိုရွှေနှက်ထက်မှထားခြင်းနဲ့အဲ့တချင်းကိုကြားဘူးကြမလားကားလန်လေးပိတ်လို့စစရာမရှိတော့ရင်တဲ့စားတော့စရာမရှိတော့ရင်ဘောတဲ့အမေရေမြင်လဲစမ်းပါဗျဆိုတဲ့တချင်းကိုကြားဘူးလားအဲ့တချင်းကိုဆိုရဲတဲ့အတိတ်ပဲရှိလားနော်ဒီလားစိတ်တော့ကဖြစ်ခါကြတော့အမေတတယ်တဲ့တကယ်ခောက်ရည်လေးစိတ်လို့ပတ်စံလေးမြန်ရတဲ့အခါကျတော့ချစ်သူကိုရွှေနဲ့တမထားခြင်းနဲ့တဲ့ကဲငါမောင်နေအဲ့လိုမလုပ်နဲ့နော်ဒီလားစိတ်ညစ်စရာရှိတယ်ဒီမိမဝယ်ပြောဝမ်းသာစရာရှိရင်လည်းဒီမိမဝယ်ပြောကျမယောက်ျားကိုလည်းပြောရအောင်မယ်ကိုယောက်ျားတော့ပြောစရာမလိုပါဘူးဒီလားစိတ်ညစ်စရာရောဝမ်းသာစရာရောသူဖေကိုပြောလားမပြောလားမသိကျမတို့တော့အကုန်ရင်ဖွင့်အကုန်ပြောတယ်ဝမ်းသာစရာပဲဖြစ်ဖြစ်စိတ်ညစ်စရာပဲဖြစ်ဖြစ်အဲ့ကြောင့်မလို့ဒါလေးတွေကသကပုံလေးတွေမဟုတ်ဘောနော်သကပုံလေးတွေကတကယ်အပြင်မှာလက်တွေ့လေးတွေရှိပါတယ်လို့ရည်စရာလေးအဖြစ်ကျွန်မပြောလိုက်ပါတယ်ရှင်။သားယောက်ျားလေးတွေမွေးထားတဲ့အမေတွေမှတ်ထားနော်။ကဲဒီနေ့ကျွန်မတော့ရနေပြန်ခရမ်းချင်းချင်းနဲ့ပြုတ်တို့ဖို့သေးညွန်လေးတွေခုလာတယ်မကြီးတောင်လေးတွေဖြောစိမ့်တောက်မယ်ချင်းချစ်လို့လည်းရတယ်ကောက်ချလာတာနောက်ပြီးတော့ဒီမှာကြည့်ကစောသီးလေးတွေလူကြီးလူငယ်လေးကြက်မရည်တွေလည်းအထောက်အကူဖြစ်တဲ့နှက်ချစ်မလားအပြုတ်တို့မလားကွယ်သိလားဒီမှာဒီမပိုင်ရှင်ကကျမကိုပုံမြင်ပြောခိုင်းနေတယ်ပုံမြင်တော့မပြောတော့ဘူးကျမဘဝရဲ့အတွေ့အကြုံလေးကျမမျိုးသားနဲ့အိမ်အောင်ကြကစားတော့အကြောင်းလေးကိုပြောပြမယ်ကိုမျိုးသားကကိုတက်စားလို့ရှိရင်ဘဝအတွေ့အကြုံကိုလောက်မရှိဘူးကိုကရှိတော့ပေါ့ကွယ်တော်တယ်သွားပြီဆိုလို့ရှိရင်ဟန်လွှဲရင်ထင်ပါအခုလိုမျိုးလေးတွေကျမကခုလာတယ်ဟန်လွှဲရင်ထင်ပါဆိုတာကတော်တယ်ကိုလိုက်ရင်တော်တယ်လိုက်တဲ့ပိုက်ဆံလဲရကိုအတွက်မိဖို့ချောင်းစီလေးဖားဆိုပြီးတော့ကျမကအဲ့လိုမျိုးလေးတွေလုတ်တက်တယ်ကွယ်သူနဲ့တော်တဲ့အတူတူသွားပြီဆိုလို့ရှိရင်ပြန်လာပြီဆိုရင်လမ်းတွင်မြစ်ချို့တယ်တောက်တာဘူးလေးတွေချို့တယ်ပေါ့နော်ကစွန်းရည်လေးတွေစိတ်တယ်အဲ့ဒါဆိုလို့ရှိရင်ကိုမျိုးသားမသိတော့ကိုကိုစူတယ်အပူရဲ့နေတွေပူနေပြီဗိုက်စားနေပြီပြန်ရအောင်နဲ့သူကအဲ့လိုမျိုးပြောတယ်ကိုမှမနဲ့ဖြောင်းပြရတယ်ဘလို့ဖြောင်းပြရတယ်လဲဆိုတော့ကိုလင်းရဲ့ခုလိုမျိုးလေးတွေခုတော့အပူတို့မှာအပြုတ်တိုးလေးနဲ့ဆိုတော့ထမင်းလဲမိန်တယ်ကို့အတွက်လဲအိမ်မားပေါ့နော်ကစွန်းရည်လေးခုတော့ဟင်းတစ်ခွက်ဖြစ်တော့ကို့မှာပိုက်ဆံကုန်ကြစီလဲတက်တာတယ်ဆိုပြီးတော့သူ့ကိုဖြောင်းပြလိုက်တော့နောက်ခါကျတော့သူပါကို့ရဲ့အကျင့်ကိုလိုက်သွားရောကွယ်မောင်လေးညီမလေးတွေကိုပြောချင်တာနော်မမကပုံမြင်တော့မပြောတတ်ဘူးကွယ်အခုပြောလိုက်တဲ့အရာလေးတွေဘူးတုတယူတတ်မယ်ဆိုရင်ဘူးတုတရမယ်နော်သိလားကို့အိမ်မှာမိဖို့ကြောင့်ငါမဝင်ရဘူးဟေးငါပြန်ချင်းတဲ့အချိန်ပြန်လာမယ်ဆိုပြီးတော့အဲ့လိုမျိုးမလုပ်ရဘူးနော်သိလားကို့အိမ်ကအမျိုးသမီးပဲဖြစ်ဖြစ်ကို့အိမ်ကမိဘပဲဖြစ်ဖြစ်ဟင့်ချစ်လွယ်အောင်လို့ကွယ်တခါတလေမှာအမျိုးသမီးတွေဆိုတာဘာဟင့်ချစ်ပါမယ်လို့တွေးတတ်တယ်တွေးရတဲ့အခါကျရင်ခေါင်းနေတောင်တခါတလေဖြူမဆိုးရတယ်သိလားကို့အမေဆိုလို့ရှိရင်အမြဲတမ်းဘာဟင့်ချစ်ပါမယ်နဲ့ပေါ့နော်ညှိနေတာကွယ်ကိုဆိုလည်းမိဖို့ကြောင့်ဝင်ဘူးတယ်အဲ့လိုဝင်တော့အခုလိုမျိုးလေးတွေနဲ့ခုလာခဲ့တော့ကို့အိမ်ကမိသားစုလည်းအဆင်ပြေတယ်မိဖို့ကြောင့်ချစ်ရလို့လည်းအဆင်ပြေပါတယ်ရှင်ငွေထွက်လက်ပေါ့နော်တက်တာပါတယ်ကွယ်ကဲမောင်လေးညီမလေးတွေအပြိုလူပြိုလေးတွေဆိုလည်းမှတ်ထားရမယ်နော်မမခုပြောတဲ့စကားလေးတွေကတက်တာအတွက်အသုံးဝင်ပါပါရှင်တက်လုံးမစားပဲနေလို့မရဘူးလေအမြဲတမ်းစားတဲ့သူတွေဆိုတော့ဒါမျိုးလေးတွေခုလာခဲ့ရမယ်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆုံးထိနားထောင်ပေးကြလို့ပါကွယ်